မိန်းကလေးတွေရဲ့တလွဲအယူဆတချို့ရှိတယ်ညီမလေးတယောက်က तू ကနေပူထဲမှာနေ့တိုင်းထွက်ပြီးတော့မှ shooting တွေရိုက်ရလို့ဆိုပြီးမှ script တွေနေ့တိုင်းတိုက်တယ် script တိုက်လို့ရှိရင်တနေ့ကုန်နေပူထဲမှာပင်မနှမ်းနယ်ပြီးတော့မှဒီညိုညစ်ညစ်ဖြစ်လာတဲ့အသားရည်ကကြည်လင်ပြီးတော့အိမ်ရောက်တာနဲ့တန့်သွားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ညဘက်ကြလို့ရှိရင်တနေ့ကုန်နေပူထဲမှာရိုက်ကူးရည်တွေလုပ်တယ်အိမ်ရောက်လာလို့ရှိရင် script တွေတိုက်တယ်သူ့ကြည့်ပြီးတော့မှဒီလိုပုံစံတိုင်းသာဆက်သွားနေမယ်ဆိုလို့ရှိရင်သူ့အသားရဲ့အရန်ပျက်စီးတော့မှာပေါ့နော် script တိုက်တယ်ဆိုတာကနေ့တိုင်းကြီးတိုက်လို့မရဘူးတပတ်မှာ2ချိန်3ချိန်ပဲအနည်းဆုံးတိုက်ပေးရတယ် script တိုက်ပါများလို့ရှိရင်မျက်နှာမှာရှိတဲ့ရှိထိုက်တဲ့အစီနဲ့ရေဓာတ်တွေခန်းချောက်သွားပြီးတော့မှမျက်နှာကပေါ့နော်အရန်နုညံ့ပြီးတော့မှနေလောင်တဲ့နေပို့ပြီးမှထိနိုင်တယ်လို့အသားရည်ပျက်စီးနိုင်ပါတယ် script တိုက်ပေးခြင်းအပြင်မျက်နှာမှာရှိတဲ့အသားရည်ရဲ့သွေးလည်ပတ်မှုကိုပုံမကောင်းမွန်စေပြီးတော့ထက်လိမ့်ကိုနေ့စဉ်လိမ့်နေတဲ့ skin care တွေ makeup တွေလိမ့်တဲ့အခါမှာအသားရည်ကပို့ပြီးတော့မှကြည်ဆူလေးနဲ့အသားရည်ပို့ပြီးမှလှစေတယ်မျက်နှာမှာဝက်ချံရှိနေတဲ့အခါမျိုးဒါမှမဟုတ်ဝက်ချံကြောင့်ဖြစ်တဲ့အနာလေးတွေရှိနေတဲ့အခါမျိုးကိုယ့်ရဲ့မျက်နှာနာကျင်နေတဲ့နေရာမျိုးမှာ scrub တိုက်တာလုံးဝမလုပ်သင့်ဘူးပြီးတော့မျက်နှာမှာဝက်ချံတော်တော်များများရှိရဆိုရင် scrub လုံးဝမသုံးသင့်သေးပါအောင်เนาะဒါပို့ပြီးတော့မှ scrub တိုက်လိုက်တဲ့အချိန်မှာအမာရွတ်တွေအမဲဆက်တွေဖြစ်သွားနိုင်တာဖြစ်တဲ့အတွက်ဝက်ချံရှိတဲ့သူတွေအနေနဲ့ဆိုရင် scrub သုံးတာလည်းရှောင်ရှားပေးရပါမယ် scrub သုံးတဲ့နေရာမှာပေါ့နော်ကိုကမျက်နှာအတွက်သုံးတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့မျက်နှာအရေပြားကိုပုံမှန်ထပ်ပို့ပြီးတော့မှပေါ့နော်ပုတ်တိုက်တာမျိုးတွေ scrub အကျန်းစားကြီးသုံးပြီးတော့မှအရန်လှကျင်စောကြီးတွေကျွတ်ချင်စောနဲ့အရန်ပုတ်တိုက်လိုက်တာမျိုးတွေမလုပ်သင့်ဘူးနောက်ပြီးတော့ body အတွက်ထုတ်ထားတဲ့ scrub တွေကိုလည်းမျက်နှာအတွက်လုံးဝမသုံးသင့်ပါဘူး face အတွက်တီးတန့်ထုတ်ထားတဲ့ scrub ကိုယ့်ရဲ့ skin type နဲ့ကိုက်ညီတဲ့ scrub ကိုရွေးချယ်ပြီးသုံးမှသာနီးမှန်လမ်းမှန်နဲ့အသားရည်လှပစီမှာပါ scrub တိုက်ပြီးသွားလို့ရှိရင်ရေကျက်သိမ်းတွေးလေးနဲ့မျက်နှာကိုဆေးချပါအရန်ကြီးပူတဲ့ရေမျိုးနဲ့လုံးဝမဆေးပါနဲ့နောက်တစ်ခုကကြတော့ scrub ကိုတစ်ပတ်မှာ2ချိန်3ချိန်ထပ်ပို့ပြီးတော့မှလုံးဝမလုပ်သင့်ပါဘူး scrub တိုက်ပြီးသွားတဲ့အခါမှာနေပူတဲ့အရန်ထွက်တာမျိုးတွေနောက်ပြီးတော့ moisturizer မလိမ့်တာမျိုးတွေလုံးဝမလုပ်သင့်ဘူး scrub တိုက်ပြီးသွားတဲ့နေ့ဆိုလို့ရှိရင်မျက်နှာအသားရည်ကရေဓာတ်တွေလိုအပ်နေတယ်အာဟာရဓာတ်တွေလိုအပ်နေတာဖြစ်တဲ့အတွက် moisturizer ကောင်းလိမ့်မယ်မနက်ပိုင်းမှာဆိုရင် sun cream တေချာလိမ့်ပြီးမှပဲအပြင်ထွက်သင့်ပါတယ်မိန်းကလေးတွေတစ်နေ့ထက်တစ်နေ့အလှတွေတိုးဖို့အတွက်အလှပဆိုင်ရာနီလန်းကောင်းတွေကိုအခမဲ့မျှဝေပေးနေတာဖြစ်ပါတယ်။ Hizet ရဲ့ဒီလိုမျိုးအလှပဆိုင်ရာနီလန်းကောင်းတွေကိုနေ့စဉ်နားထောင်ကြနေဆိုလို့ရှိရင်တော့ Hizet အကောင့်လေးကို like and follow လုပ်သွားပေးပါ။သိချင်တဲ့မိကုန်းတွေရှိရင်လည်းဒီဗီဒီယိုအောက်မှာ comment မှန်းခဲ့လို့ရပါတယ်နော်။